Adu
ကြီး6ပါနော်6ပါဆက်ပြနဲ့ ဆက်ပြတယ် ညင်ညင်လေးဒီမှာညင်ညင်လေးညင်ညင်လေးညင်ညင်လေးပေါင်းညင်ညင်ညင်လေးတိုးလေးဆိုတော့ဒီချိန်ကမှရှိရအောင်လို့ဆိုတော့ဒါခေါက်ရတယ်ဒီမှာပုံကျွန်တော်ပြန်ပေါ်ပြလိုက်စီရတဲ့6တန်းရတယ်ဥစားမဖက်တယ် စုတင်ကောင်းတော့မေးရဒီကပြီးတော့ရှိတယ်ကျန်တယ်စပင်းတန်နဲ့ဒီဟုတ်တယ်စပင်းတန်နဲ့တကယ်တော့နဲ့ခါတယ် တော့နဲ့ဒါမှမပေါ့ပြီးတော့ဆွဲကျန်းတဲ့လူတော်မှလည်းညင်ညင်ဆွဲတဲ့လူတော်ကမတူစိတ်နာ